Facebook မှာဗီဒီယိုတင်ရင်းနဲ့အဝါကတ်ထိသွားရတဲ့အကြောင်းရင်းတွေကမှနောက်ထပ်အကြောင်းရင်းလေးတစ်ခုကိုဒီဗီဒီယိုလေးထဲမှာဝင်မျှပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ပါတယ်ဒီအချက်လေးကလည်းလူတော်တော်များများသတိမထားမိတဲ့အချက်လေးတစ်ချက်ပဲဖြစ်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တင်လိုက်တဲ့ဗီဒီယိုအထူးသဖြင့် Reel ဒီအရန်တိုးလုံးတဲ့အတွက်ကြောင့်မို့လို့အဝါကတ်ထိသွားခြင်းပဲဖြစ်ပါတယ်။ပုံထဲမှာမြင်ရတဲ့အတိုင်းပဲ Your Reel is shorter than 10 seconds ဆိုတာကိုတွေ့ရမှာပါ။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တင်လိုက်တဲ့ Reel ဒီ10စက္ကန့်အောက်ရောက်နေတဲ့အတွက်ကြောင့်မို့လို့ဟွာကတ်ထိသွားခြင်းကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။အမှန်တကယ်တော့ Reel တစ်ပုဒ်ဒီအနည်းဆုံး10စက္ကန့်ရှိသင့်ပါတယ်။အဲ့ဒါမှသာလျှင်ဟွာကတ်အထိမခံရမှာပဲဖြစ်ပါတယ်။ဒါကတော့အရန်တိုလုံးတဲ့ဗီဒီယိုတွေတင်လိုက်တဲ့အတွက်ကြောင့်မို့လို့ရရှိလာတဲ့ဟွာကတ်ပဲဖြစ်ပါတယ်။အခုလိုမျိုး10စက္ကန့်အောက်ရောက်နေတဲ့ဗီဒီယိုတွေတင်လိုက်မယ်ဆိုရင်အားနည်းချက်အနေနဲ့ဟွာကတ်ထိခံရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့သူ့မှာအားသာချက်လည်းရှိနေပါသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ဗီဒီယိုကအရန်တိုလွန်းတဲ့အတွက်ကြောင့်မို့လို့ကြည့်ရှုသူတွေကိုခဏခဏကြည့်မိသွားစေခြင်းမျိုးပါ။အဲ့ဒါကဘာကိုပြောရလဲဆိုတော့ဗီဒီယိုဒီ10စက္ကန့်အောက်ရောက်နေတဲ့အတွက်ကြောင့်မို့လို့ auto repeat ဖြစ်ပြီးတော့ကြည့်ရှုသူတွေကိုခဏခဏကြည့်မိသွားစေနိုင်ပြီး review တွေတိုးသွားနိုင်စေတဲ့အတွက်ကြောင့်မို့လို့ပဲဖြစ်ပါတယ်။အခုဆိုရင်တော့10စက္ကန့်အောက်ရောက်နေတဲ့ဗီဒီယိုတွေတင်မယ်ဆိုရင်ရလာနိုင်တဲ့အားသာချက်အားနည်းချက်တွေကိုသိပြီးလောက်ပြီးပဲဖြစ်မှာပါဒါပေမဲ့ကျွန်တော်တို့ကအဝါကတ်အထိမခံခြင်းဘူးဆိုရင်တော့ဒီအချက်လေးကိုရှောင်ရှားသင့်ပါတယ်ပြီးတော့ဒါကလူတိုင်းထိလားဆိုတော့လူတိုင်းတော့မထိပါဘူးဘာကြောင့်လဲဆိုတော့ AI စနစ်နဲ့သွားနေတဲ့အတွက်ကြောင့်မလို့ပါတချို့ဆိုအခုမထိဘူးဒါပေမဲ့အချိန်နည်းငယ်ကြာပြီးတဲ့နောက်မှာထိသွားတာမျိုးလည်းရှိတတ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့အဝါကတ်ထိရခြင်းရဲ့အကြောင်းရင်းတစ်ခုကိုဝေမျှပေးသွားတာပဲဖြစ်ပါတယ်အားလုံးပဲကိုတင်လိုက်တဲ့ Reel 10စက္ကန့်အောက်ရောက်တာမျိုးဖြစ်ဘူးလားဒါမှမဟုတ်10စက္ကန့်အထက်မှာပဲရှိနေလားဆိုတာကို comment မှာရေးပေးသွားပါဦးเนาะကျေးဇူးအများကြီးတင်ပါတယ် bye bye